မင်္ဂလာပါရှင်ပုံမြင်ပြောပြတဲ့တီတီပြန်လာပါပြီနော်ဒီနေ့တော့ဂျပန်ရိုးရာပုံမြင်လေးတစ်ပုဒ်ကိုတသားမိမိတို့အတွက်ရွေးချယ်ထားပါတယ်နော်ဟိုးရှိတုန်းကသူတော်ကောင်းအဖိုးအိုလင်မယားနှစ်ယောက်ရွာတရွာမှာနေထိုင်ကြတယ်သူတို့ကအင်မတန်ရိုးသားပြီးတနာကျင်နာတတ်တဲ့စိတ်လည်းရှိတယ်သူတို့ရဲ့အိမ်သားမှာတော့စိတ်ထားယုံမာပြီးသူများပေါ်မနာလိုတတ်တဲ့အဖိုးအိုလင်မယားနှစ်ယောက်ရှိကြတယ်သူတို့ကတော့အင်မတန်စိတ်ထားကောက်ကျစ်ပြီးလောဘလည်းကြီးတယ်တဲ့သူတော်ကောင်းအဖိုးအိုမှာခွေးလေးတစ်ကောင်ကိုမွေးထားတယ်တနေ့တော့အဲ့ဒီခွေးလေးကအဖိုးအိုတို့နေထိုင်တဲ့အိမ်နောက်ဖေးခြံဝင်းထဲကမြေကွက်လက်တနေရာမှာမြေကြီးကိုကြည့်ပြီးဟောင်မာလီရောတဲ့အဲ့ဒီခါမှာသူတော်ကောင်းအဖိုးအိုလည်းခွေးလေးကဒီနေရာကိုတူးခိုင်းတာဖြစ်ရမယ်လို့သဘောပေါက်တာနဲ့အိမ်ထဲကတရွင်းကိုယူပြီးမြေကြီးကိုတူးကြည့်လိုက်တယ်အဲ့ဒီခါမှာမြေကြီးတွေကရွှေရင်းကားတွေအများကြီးထွက်လာတာကိုတွေ့ရတယ်။အဖိုးအိုလည်းရွှေရင်းကားတွေအားလုံးကိုအိမ်ထဲကိုတည်လာခဲ့တာပေါ့။ပြီးတော့သူ့ရဲ့ဇနီးအဖွားအိုနဲ့နှစ်ယောက်သားရွှေရင်းကားတွေကိုရီတွက်နေကြတာပေါ့။အဲ့ဒီချိန်မှာပဲလောဘကြီးပြီးစိတ်ထားမကောင်းတဲ့သူတို့ရဲ့အိမ်ကြီးချင်းအဖိုးအိုကရွှေရင်းကားတန်တချွင်ချွင်ကြားလိုက်ရလို့လာပြီးတော့ဆက်စုတာပေါ့။ဒီရွှေရင်းကားတွေဘယ်ရလဲဘလို့ရတာလဲလို့မေးလိုက်တယ်။အဲ့ဒီခါသူတော်ကောင်းအဖိုးအိုကဖြစ်သမျှအကြောင်းစုံပြန်ပြောပြလိုက်တယ်။သူရုံမှာအဖိုးအိုကသူတော်ကောင်းအဖိုးအိုကိုခွေးလေးကိုသူ့ကိုခဏငားလိုက်ပါလို့ပြောလိုက်တယ်။ခွေးလေးကိုသူ့ရဲ့အိမ်နောက်ဖေးခြံနဲ့ခေါ်သွားပြီးရွှေရင်းကားတွေရှိမဲ့နေရာကိုရှာဖွေခိုင်းတာပေါ့။တနေရာရောက်တော့ခွေးလေးကထိုးပြီးခေါင်နေ။လောဘကြီးတဲ့အဖိုးအိုလည်းအဲ့ဒီနေရာကိုသွားပြီးတူးတာပေါ့။မြေကြီးထဲမှာတော့ရွှေရင်းကားတစ်ပြားတောင်မတွေ့ရပဲစားချင်းစားချင်အယိုးအရင်းတွေကိုသာတွေ့ရတယ်။ဒါနဲ့ပဲအဖိုးအိုကသူ့ကိုကြတော့ရွှေရင်းကရှာမပေးရကောင်းလားဆိုပြီးစိတ်ဆိုးဆိုးနဲ့ခွေးလေးကိုကတ်လိုက်ပါလေရောတဲ့။နောက်တစ်နေ့ထိသူ့ရဲ့ခွေးလေးပြန်မလာတဲ့အခါသူတော်ကောင်းအဖိုးအိုလည်းစိတ်ပူလာတာကြောင့်သူရုံမှာအဖိုးအိုစီမှာသွားမေးလိုက်တယ်။အဲ့ဒီခါခွေးလေးကိုစိတ်ဆိုးလို့တက်ပစ်လိုက်ပြီးဆိုပြီးခွေးလေးရဲ့အလောင်းကိုသာပြန်ပေးလိုက်တယ်။သူတော်ကောင်းအဖိုးအိုလည်းစိတ်မကောင်းဖြစ်ပြီးခွေးလေးရဲ့ရုပ်အလောင်းကိုသူ့အိမ်ကမြေကွက်လက်လေးတစ်ခုမှာကောင်းကောင်းမွန်မွန်မြုပ်နှံထားလိုက်တယ်။နောက်တစ်နေ့မနေ့ရောက်တော့ခွေးလေးကိုမြုပ်ထားတဲ့နေရာမှာအံ့ဩစရာမိုးမခပင်ကြီးတစ်ပင်ပေါက်ပြီးတော့အပင်ကြီးကအရွယ်ရောက်ပြီးသားအပင်ကြီးတောင်ဖြစ်နေပြီတဲ့အဖိုးအိုနဲ့အဖွားအိုလင်မယားလဲမိုးမခပင်ကြီးကိုအံ့ဩတကြီးနဲ့အပင်အောက်ကနေလှမ်းပြီးမော့ကြည့်နေတော့မှပဲမိုးမခပင်မော်ကအရွက်ကလေးတွေကျွေးကြလာတယ်တဲ့အဲ့ဒီအရွက်ကလေးတွေကိုကောက်ပြီးကြည့်လိုက်တဲ့အခါမှာရွှေသားအတိနဲ့ရွှေသေးရွက်ကလေးတွေဖြစ်နေတာကိုတွေ့ရတယ်။အဖိုးအိုနဲ့အဖွားအိုလည်းပိုပြီးတော့ချမ်းသာလာတော့တာပေါ့။အဲ့ဒီအကြောင်းကိုဘေးအိမ်ကဦးစိတ်ပုတ်ကတိသွားပြန်ရောတဲ့။ဒါနဲ့ပဲသူကစိတ်ထားကောင်းတဲ့အဖိုးအိုနဲ့အဖွားအိုစီမှာလာပြီးတော့သူလဲမိုးမခရွက်ကလေးတွေကောက်ပြရစီလို့ခွင့်တောင်းလိုက်တယ်။စိတ်ထားကောင်းတဲ့အဖိုးအိုလင်မယားကတော့ခွင့်ပြုလိုက်တာပေါ့။ဒါနဲ့ပဲသူကမိုးမခပင်လေးအောက်မှာရက်နေပြီးအပင်ပေါ်ကတင်းရွက်တွေကျွေကြလာတာကိုမော့ကြည့်နေလိုက်တယ်။အဲ့ဒီချိန်မှာမိုးမခပင်ကြီးကနေဘာတွေမှမသိမဲလုံနေအောင်ကြလာတယ်တဲ့။အဲ့ဒီအရာတွေကိုတေချာကြည့်လိုက်တော့အညစ်အကြေးတွေနဲ့ရှုံးပုတ်တွေဖြစ်နေတယ်။စိတ်ထားမကောင်းတဲ့အဖိုးအိုကမိုးမခပင်ကြီးကိုစိတ်ဆိုးပြီးတော့ပင်စီကနေခုတ်လဲပစ်ပြီးဒေါသထွက်နဲ့သူ့ရဲ့အိမ်ကိုပြန်သွားတာပေါ့။စိတ်ထားကောင်းတဲ့အဖိုးတို့လင်မယားလည်းမိုးမခပင်လေးကိုနှမျောတက်စိတ်မကောင်းဖြစ်စွာနဲ့အဲ့ဒီတစ်ပင်ရဲ့ပင်စီလေးကိုထွင်းထုပြီးမုံထောင်းတဲ့တစ်သားစုံလေးလှုပ်လိုက်တယ်။ပြီးတော့သူတို့လင်မယားကမိုးချီမုံလုံးမယ်ဆိုပြီးတော့ကောင်းကြီးမောင်းလေးတွေကိုအဲ့ဒီတစ်သားစုံလေးတွေကိုထည့်လိုက်တယ်။အဲ့ဒီခါမှာအံ့ဩစရာကောင်းစွာနဲ့တစ်သားစုံလေးကအဖွားကိုထောင်းစရာမလိုပဲနဲ့သူ့အလိုကောင်းကြီးတွေကိုထောင်းပေးပြီးအလွန်အရသာရှိတဲ့မိုးချီမုံတွေအများကြီးထွက်လာတယ်တဲ့။အဲ့ဒီမုံကလေးတွေကစားလို့ကောင်းလို့အိမ်နီးချင်းတွေအားလုံးကိုဝေငှလိုက်တာအိမ်နီးချင်းတွေကလည်းဒီလောက်အရသာရှိတဲ့မိုးချီမုံလေးတွေတခါမှမစားဘူးလို့ချီးကျူးပြောဆိုကြတယ်။ဘေးအိမ်ကဦးစိတ်ပုတ်ကိုတွားပေးတဲ့အခါမှာတော့ဒီလောက်ကောင်းတဲ့မိုးချီမုံတွေဘယ်ရတာလဲလို့ပြန်မေးလိုက်တယ်။အဖိုးကတော့ရိုးသားတဲ့သူဖြစ်တာကြောင့်အမှန်တိုင်းပြောပြလိုက်တဲ့အခါသူ့ကိုလည်းအဲ့ဒီတစ်သားစုံလေးတရက်လောက်ငားပါလို့ပြောလိုက်ပြန်တယ်။စိတ်ထားကောင်းတဲ့အဖိုးကလည်းသူ့ရဲ့တစ်သားစုံလေးကိုတရက်ငားလိုက်ပြန်တယ်။သူရုံမှာအဖိုးအိုလင်းမယားလည်းတစ်သားစုံလေးတွေကိုကောင်းကြီးတွေထည့်ပြီးထောင်းခိုင်းလိုက်တယ်။
အဲ့ဒီခါမှလဲတစ်သားစုံလေးတွေကနေမိုချီမုတ်တွေထွက်မလာပဲရှွန်းပုတ်တွေနဲ့အညစ်အကြေးအရေးတွေသာထွက်လာတယ်တဲ့ဒါနဲ့ပဲသူ့ရုံမှာဖိုးကစိတ်တွေတိုးပြီးတော့တစ်သားစုံလေးကိုသူ့ရဲ့ခြံထဲမှာပဲမီးရှို့ပစ်လိုက်တယ်တဲ့သူတော်ကောင်းဖိုးကသူ့ရဲ့တစ်သားစုံလေးကိုလာတောင်းတဲ့ခါမှာတော့တစ်သားစုံလေးကပြာကျနေပြီတဲ့အဖိုးကိုလည်းဖြစ်သမျှကြောင့်အကောင်းမဲပေါ်ဆိုပြီးပြာလေးတွေကိုပဲကျုံယူသွားလိုက်တယ်သူ့ခြံလေးထဲကိုပြန်ရောက်တော့လမ်းမှာသူတည်လာတဲ့ပြာလေးတွေကအိမ်မှာစိုက်ပျိုးထားတဲ့တစ်ပင်ပန်းမှန်တွေပေါ်ကိုကျသွားတယ်တဲ့ပြာလေးတွေကျသွားတဲ့နေရာကခြောက်သွေ့နေတဲ့မြက်ပင်လေးတွေတေတော့မဲ့ပန်းပင်လေးတွေအကုန်လုံးကစိမ့်ဆူလက်ဆက်ပြီးပန်းလေးတွေဖူးပွင့်ပြီးအင်မတန်တာယာလှပတဲ့ပန်းဥယျာဉ်လေးဖြစ်သွားတယ်တဲ့အဲ့ဒီခါမှာသူတော်ကောင်းအဖိုးအိုလည်းဝမ်းသာအားရနဲ့ကျန်တဲ့ပြာတွေအားလုံးကိုသူ့ရဲ့ခြံဝင်းထဲကတစ်ပင်ပန်းမှန်တွေအားလုံးပေါ်ကိုဖြန့်ကျဲချလိုက်တာတိတ်ကိုလှပတဲ့ဥယျာဉ်ကြီးတစ်ခုဖြစ်သွားတာပေါ့အဲ့ဒီခါမှာဘေးအိမ်ကသူ့ရုံမှာအဖိုးကိုလည်းအင်မတန်ခံရခက်နေတာပေါ့အဲ့ဒါနဲ့သူကသူတော်ကောင်းအဖိုးကိုစီကိုအမြန်ဆုံးပြေးလာပြီးကြံသေးတဲ့ပြာတွေကိုသူ့ကိုပေးပါဆိုပြီးတောင်းယူလိုက်တယ်သူတော်ကောင်းအဖိုးကိုလည်းသူ့စီမှာနည်းနည်းလေးပဲကြံတော့တဲ့ပြာလေးတွေကိုသူ့ရုံမှာအဖိုးကိုပေးလိုက်တာပေါ့ဒါနဲ့ပဲအဖိုးကိုဦးစိတ်ပုတ်ကသူ့ရဲ့အိမ်ကိုပြန်ရောက်တဲ့အခါမှာသူ့အိမ်ကညှိုးချောက်နေတဲ့မြက်ပင်တွေနဲ့ပန်းပင်တွေပေါ်မှာပြာမုံတွေကျဲချလိုက်တာအဲ့ဒီပန်းပင်လေးတွေအားလုံးကမီးတောက်တွေထွက်လာပြီးမီးတွေလောင်မာလီရောတဲ့တဖြည်းဖြည်းနဲ့မီးပွင့်မီးပွားတွေကမနိုင်တော့ပဲပိုပြီးတောက်လောင်လာလိုက်တာနောက်ဆုံးတော့အဖိုးကိုဦးစိတ်ပုတ်တို့ရဲ့အိမ်ကိုပြာကျတဲ့အထိလောင်မြိုက်သွားပါလေရောတဲ့တရွာလုံးကထွက်လာပြီးဝိုင်းပြီးမီးငိမ့်ပေးလိုက်တဲ့အခါမှလုံးဝပြာပုံအတိဖြစ်နေတဲ့မီးလောင်ပြင်းပေါ်မှာဦးစိတ်ပုတ်တို့လင်မယားနှစ်ယောက်ကစိတ်ပြက်လက်ပြက်နဲ့ထိုင်ရင်းနေပဲကြံခဲ့တာပေါ့ကဲပုံမြင်လေးကဒီနေရာမှာပြီးဆုံးသွားပါပြီတသားမီမီတို့ရေဒါဆိုလို့ရှိရင်တသားမီမီတို့ကဒီပုံမြင်လေးကနေသူတစ်ပါးပေါ်စိတ်ထားကောင်းကောင်းထားတဲ့ခြင်းကိုတင်ယူလေ့လာခွင့်ရလိမ့်မယ်လို့တီတီကမျှော်လင့်ပါတယ်နော်ဒါဆိုရင်နောက်ထပ်ပုံမြင်လေးတစ်ပုဒ်မှာတီတီနဲ့ပြန်တွေ့ကြမယ်နော်